စီဆိုတာကကြောင်းဆွေးနွေးလို့ပေါ့ကျွန်တော်တို့ရဲ့သူ့နဲ့ထားရတော့ဒီမျိုးတော့ပြီးမနေ့9နိုင်10နာရီမမြင်ရဘူးပုံနေဆောင်းနေတော့နေ့နဲ့ပေါ့ဒီကတော့ဘယ်မှာဆိုကျွန်တော်တို့ရဲ့ဇာတိနေလို့အမှတ်ရရေးပြရင်လည်းလက်ဆောင်ပြရတယ်ဘုရားကတမုန်းနဲ့ဖြစ်နေတဲ့လက်ဆောင်ဒါပစီကဆန်တော့မတရားဆိုင်ထုံးမဲ့အောက်ခံပဲသိပဲရှိဒီတယောက်ဒီဆရာရဲ့မွေးရမြေကိုမတရားဖြစ်အောင်တပည့်မလေးအတွက်လက်ဆောင်ပေးတာဒါမင်းမရတဲ့လက်ဆောင်ဒီဆရာပြတဲ့မတရားလက်ဆောင်ဖြစ်တယ်ကဲနောက်တက်လေတပည့်မလေးမဖူးကြီးတွေမတရားပြောင်းပွဲမှာကျွန်တော်ရဲ့ငွေရပြီဖြစ်တဲ့စပွဲမိတ်တောင်ရဲ့သူပြိုးဆိုင်ပွဲပြောင်းပွဲကမော်တူအရာဆိုတော့ငွေရပြီချင်းပြန်ပြီးတော့ဒီဆွေးထားတယ်ဒီမှာဒီကျမ်းမှာဒီချမ်းသာပါစေရောဂါပေးရကင်းပါစေ